ထဦးမျိုးကြီးမှမင်္ဂလာစကားချီးမြှင့်ပေးနိုင်ပါရန်လေးစားစွာပန်ကြားအပ်ပါသည်ရှင်ဒီနေ့2009ခုနှစ်ရဲ့ဇူလိုင်ဩဂတ်9ရက်နေ့ဘာကောင်လာပြည့်နေ့မှာကျင်းပတဲ့ကရင်ယူရဘာကောင်လာချီလူပွဲမင်္ဂလာပွဲကိုတက်ရောက်ကြတဲ့ဆေရောသမတော်များနဲ့တကွကရင်မြို့သားအားလုံးစိတ်ချမ်းသာကိုကျမ်းမာနဲ့လူရဆန္ဒပြေဝဖန်ဆောင်နိုင်ဖန်တီးနိုင်တဲ့ပုဂ္ဂိုလ်များဖြစ်ပါစေကြောင်းဆုမွန်ကောင်းပို့ပါတယ်ကျွန်တော်မြန်မာမှာဆွေးစကားလေးရှိပါတယ်အယူအရွယ်မဖုံးပါစေနဲ့ရှေးဆက်စကလူမျိုးတိုင်းရဲ့အစီနှစ်ကြတဲ့ရိုးရာဓလေ့လေးတွေလက်ဆင့်ကမ်းပြီးမျိုးဆက်တစ်ခုကနေတစ်ခုကမ်းပေးကြတဲ့ကမှာရှေးကကမ်းပေးရတဲ့အစင်လာတွေနောက်ကပေါက်လာတယ်အဆက်သောမျိုးဆက်တွေကလေးတွေဟာဒါကိုထိန်းသိမ်းကြပါဒါနေ့မြန်မာနိုင်ငံမှာဆိုရင်လူမျိုးစုပေါင်း100ကျော်ရှိတဲ့အထက်ကလူမျိုးစုတိုင်းဟာကိုယ့်ရဲ့အမျိုးသားများရဲ့ကောင်းမွန်တဲ့ပြည့်စုံတဲ့အစဉ်အလာဓလေ့ထုံတမ်းတွေဆက်လက်ပြီးထိန်းသိမ်းကြတာဒါကောင်းတဲ့အဆက်လာရှေးလူကြီးသူမများဒုက္ခအလိုက်နော်ကဘာတီတီဆိုပြီးတော့ကြီးမှန်းပြီးတော့လက်ဆင့်ကမ်းပေးခဲ့တဲ့ဒီယူဟာဓလေ့ထုံတမ်းအစဉ်လာတွေကိုခေတ်ကာလနဲ့စံထိုးပြီးတော့အစီနှစ်ကြလေ့ကျင့်ပြုစုပြောထောင်ပြီးတော့မျိုးဆက်တစ်ခုမှတစ်ခုပူပြောင်းပေးဖို့ဟာအားလုံးမှာတာဝန်ရှိပါတယ်ဒါကြောင့်မို့ဒီနေ့ကရင်ရိုးရဘာကောင်လာချီပွဲမင်္ဂလာအခမ်းအနားမှာတက်ရောက်ကြတဲ့ကရင်မောင်မဲမျိုးသားတို့ကြီးတစ်ခုလုံးအနေနဲ့ကိုလူမျိုးညာရဲ့ကောင်းမွန်တဲ့ဓလေ့ဇယထုံတမ်းစင်နာတွေကိုကောင်းတဲ့ကောင်းအောင်ထိန်းချောင်းပြီးအစီနှစ်ပါနဲ့မျိုးဆက်သစ်တစ်ခုမှသည်မျိုးဆက်သစ်လာမယ့်မျိုးဆက်သစ်များစီကိုလက်ဆင့်ကမ်းပေးနိုင်ဖို့ရတဲ့အားလုံးကဝိုင်းဝန်းပြီးဆောင်ရွက်ပေးစီလေကြောင်းတိုက်တွန်းရင်းညီကောချော့ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျုပ်မူကြီးစောလေးဝါမှမင်္ဂလာစကားချီးမြှင့်ပေးနိုင်ပါရန်လေးစားစွာပန်ကြားအပ်ပါသည်ရှင်ရောင်ပါစပယ်လောင်ချီနောင်ဘုံတော့လကက်ထောင်းပလာခေါ်ကန်စုဖအခုကလဘာဆိုင်တယ်မြို့နယ်ကွယ်ခုနာလက်စုတော့ဖောက်လာတယ်ကပလဘရှောဝမဖဖူဝဲတာပေါင်းဖူဒီဖူစာတီတူဝပောက်ခွာတယ်ဟိုတော့တိကောပကဖူဘာဆိုင်လာတဲ့ကတဖူဝဲထိစားလက်အကကွာဒီဆိုင်မွေးလနေယမွေဝဲတာပပီဖူတိုင်လောင်စောလောင်ထားဝဲဝင်းအထူအရုဘာဆိုင်ကိုတော်ဝဲလာခေါ်ခိုင်စုယိုဘာဆိုင်လေထိခိုင်ခေါင်ခိုင်တော့မယ်လောင်တီဝါလပဝဲပစီပစာအထူအရုစခိစလာအကြော်လေးကြော်တုတ်တာအရွယ်နော်ကပဲ့လလောင်မာဝါဆိုကပဲ့မောဆောင်လောင်လိုက်လက်ထိုးလီချူလက်ဆောင်ကပဲ့မောထောတဲ့ကောကပဲ့စပယ်လောင်စီနောင်လောင်မကိုငေါခိုးရအော်တိုင်နော်ကပဲ့ပပူလူလလောင်မာဝါဆိုနော်ဝီကိုမာဂဲမာခကပဲ့လလောင်မာဝါဆိုနော်မွေးနေ့တော့ပကက်ထောင်းအော်ကိုယမောပါဖူဝဲမိုထောမောင်ထောအော်နော်
เด็ดตาบ้องเครือมือขวากูกะดิเปิดตาปะบาซียาทาวเวนะจอมบุนอทอนอมาดอเลิศลงสุไลปะผู้ปะเมปะลีปะลูเดละช่องมาผู้เกผู้ข้าดูมาอดทองไทยเวลาทอของที่ของประกูปะอ้อข้าอยู่ก็เป็นมาเกอเคอก็เป็นมาอ้อเกออ้อข้าดูเนาะจอมบุนอเคยข้าบาละมุนีลาขอท้องเควลาเนาะบุนีเนาะลาขอเถอะละเบลาเนาะมาติปุนีดิเนาะลาเวอากามาพักกูดาเราใส่เนาะอากาทนลาเควเนาะเราที่เอาเวลาเดินลาเควจีมันจะได้มาท้องพอท้องเพียเดชเนาะเดมันก็มันนี่โกโกลุกกันเนาะก็มาเวอตะเพียงกันเนาะสองบุนเนาะเอาเวปะบาติยาเวเนาะมันเนาะแหละใส่บุนเนาะแล้วพี่พูดทูรุและลวีဒီလက်ပြကြီးပွဲဖြစ်လာရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ကရင်မျိုးသားများတွေဟာဟိုးဘူဘွားပြီးပြင်တဲ့ကတောင်ရခုတ်စားတယ်လေလှုပ်စားတယ်ခြံလှုပ်စားတယ်နဲ့တစုတစ်ဖွဲ့တော်၎င်းအဖွဲ့ချင်းခြားရတော်၎င်းသူ့ရဲ့တီးခြားနဲ့နေလာရွေးသွားတာလုတ်ကင်စားတော့နေလာခဲ့တဲ့လူတစ်မျိုးဖြစ်ပါတယ်အတိကဒီလက်ပြကြီးပွဲဖြစ်ပေါ်လာရခြင်းအရင်ကကျွန်တော်တို့ဘူဝပြပြင်လက်ထက်တည်းကခေမီတူးတက်မှုလည်းမရှိသေးဘူးစီဝါကရိယာပစ္စည်းတွေလည်းမရှိသေးတဲ့ကာလမှာလုပ်ငန်းခွင်ဝင်ရင်းနဲ့နော်ဒီနေ့ဒီအချိန်ကဒီဝါကောင်လာဟာတောင်ရတော်မှလည်းမြက်တွေရှင်းပြီးတဲ့ကာလစပားလက်တော်ထဲမှာဆိုတာလည်းစိုက်ပျိုးရေးတွေစပားစိုက်ခြင်းကလုပ်ငန်းတွေလည်းပြီးဆုံးတဲ့ကာလဖြစ်တာမို့လို့လုပ်ငန်းခွင်မှာတခါကလာဖျားနာလာရင်းနဲ့ဒီလုပ်ငန်းမှာပြီးတဲ့အခါကျတော့လက်ပြလွင့်လာလို့နေမကောင်းတာရဲ့ရင်ပြုတ်ပြီးတော့တချို့အယူအစွဲလန်းတွေကြောင့်ပေါ့လက်ပြကပဲတောင်ညာတဲ့လေတဲ့တိုးတဲ့တောင်ထဲမှာပဲကြံခဲ့သလားလို့အဲ့ဒါကိုသူတို့အတိတ်တန်ပြည့်ရင်လည်းလက်ပြချီကစလာတယ်အဲ့ဒါစလာရင်းနဲ့အကျဉ်းစစ်လို့ဝါလို့တာအဲ့ဒါတိုးတက်တဲ့အကြောင်းရင်းဆုတ်ယုတ်တဲ့အကြောင်းရင်းအဲ့ဒါတွေကိုအားနည်းချက်အားစာချက်တွေကိုဖလှယ်တဲ့အခမ်းအနားတစ်ခုလည်းပါပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဆက်လက်ပြီးလာဝကဦးစီးမှုမှမင်္ဂလာစကားချင်းမြင့်ပေးနိုင်ပါရန်လေးစားစွာပန်ကြားအပ်ပါသည်ရှင်ကြွရောက်လာတဲ့ဒီကျူဘက်မင်္ဂလာကိုကြွရောက်လာရတဲ့ဆရာတော်ကြီးနဲ့တကွသဘာဝတိအဖွဲ့ဝင်များအားလုံးနဲ့မျိုးနယ်ခဏဆိုင်အကြီးအကဲများအားလုံးမင်္ဂလာမောင်းနဲ့ခံကြောင်းကြပါစေကြောင်းပဏာမဆွေတော်မြတ်ပို့သပါတယ်ဒီကျူဘက်မင်္ဂလာဆိုတာကတော့ရိုးရာပွဲရိုးရာအရာဆောင်ရွက်ကြတာဆိုတော့ဒါကောင်းမြတ်တဲ့အစဉ်လာလည်းဖြစ်ပါတယ်ကျွန်တော်တို့ဒီဒုံမေဥတီကျ၄ရက်မှာပါတဲ့မျိုးကွန်စာရီကိုမြန်မာရေးပြည်ချင်းမှုဝင်များဆက်လက်ထင်းထင်းစောင့်ရှောက်ရေးဆိုတဲ့အချက်နဲ့အညီရိုးရာအစဉ်လာမပြတ်မင်္ဂလာအခမ်းအနားကိုဆောင်ကျင်းကြတာအတွက်ဘိုးယူဝမ်းမြောက်မိပါတယ်အကြောင်းပြောကြရင်းနဲ့ဒီကိုချုပ်အပ်ပါတယ် DKBA ဘူကြီးစောထူးမောင်မှမင်္ဂလာစကားချင်းမြင့်ပေးနိုင်ပါရန်လေးစားစွာပန်ကြားအပ်ပါသည်ရှင်ပါတူရရောက်ပါဖလောကမလကိုကတည်းမင်္ဂလာရှိတဲ့ဒီမနေ့ခင်းလေးမှာကျွန်တော်တို့ကရင်ရိုးရာကြည်ဖြူဘွဲ့မင်္ဂလာအခမ်းအနားကိုကြွရောက်လာကြတဲ့ဧည့်သည်တော်လူကြီးမင်းများရမီရဖများအားလုံးကျွန်တော်အထူးကျေးဇူးတင်ပါတယ်လနေမှုရောနီထုံနွဲရလီချီခိုနေထောင်းပါရောက်ပေါ့ပပလစုဘူးလာခေါခိုင်စုယူသည်မောမတ်ထောရှုံလာပပလစုဘူးမောမောရှိလောလနေလောအေထုံလာခေါထောင်းခွေပပလစုဘူးကိုကတိဘာစီယ
ဘာတိယလောင်ပဒပဘာခိုင်စုပဘာရှူဝီလာပဘာဩကုပဘာမခုမခေါင်သာပဘာမဘူမဆလူသာကိုကတိတိယလောင်သာကိုလနေဒေလနေကပဲ့မဒူရှာထောထောကပဲ့မစီကရာထောထောကပဲ့ချကုချခောမောဖလောထောအာနိုင်လနေဝလနေသူကိုကတိတိယလောင်သာကိုမာဘူမဆကောင်းဘူးကောင်းဆက်လာနော်အလောခိုင်ထောက်လောကခွိုက်တဲ့ကိုဩဆုလာချိုင်